2025နှစ်နိုဝင်ဘာလ23ရက်နေ့တနိုင်းနေ့အချိန်နေ့မနက်ပိုင်းကျူတို့ကတိုင်းနိုင်ရရှိချက်တွေနဲ့ခန့်မှန်းချက်တွေကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကတင်ပြခဲ့တဲ့အတိုင်းစောင့်25ဦးနှစ်ဆောင်းတင်ကာလဟာလာနီယာဘက်ကိုဦးတည်တဲ့အနေအထားဖြစ်လာပြီးတော့တတိပေးခဲ့သူတို့ပဲပစိဖိတ်သမုဒ္ဒရာကလီစီကြောင်းဟာတောင်တရုတ်ပင်လယ်ကိုဖျက်ပြီးတော့ထိုင်းနိုင်ငံတုံဘက်ကနေပြီးတော့မှဝင်တိုက်ခဲ့ပြီးတော့မလေးရှားနဲ့ထိုင်းနိုင်ငံအလယ်မှာစတင်ပြီးတော့လေတိုင်းပွဲထစ်နေတာကျွန်တော်တို့တိုင်းတာရစီပါလိမ့်ပါလာတဲ့ဒီအနီရောင်မြေသိမ်းနေကြောင်းမလို့ကျွန်တော်တို့ထိုင်းနိုင်ငံမှာအလုံးရည်တည်ကြီးနေတာတို့ပဲဆိုလို့ရှိရင်လူသေးပြောက်ရှိတယ်မိုးရီတဲတဲမဲမဲရွာနေတယ်လို့ဖတ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ဖက်နဲ့အီကွေတာမှာရှိတဲ့အပူအေးဖလှယ်မှုကြောင့်ဖြစ်လာတဲ့လေစီးကြောင်းရတက်ရောက်မှုဖြစ်တယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ထို့တူပဲမြန်မာပြည်မြောက်ဖက်ခြားမှာတိမ်မြင့်နေတဲ့တိမ်နှိပ်နေပေါင်းဆက်နေတာအတိုင်းတိုင်ရရှိတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မြောက်ဖက်ခြားတချို့နေရာတွေမှာရေခဲမှုကိုစီးနှင်းမှုတွေကြားနိုင်တဲ့အနေအထားကိုတွေ့ရသလိုပဲရှမ်းပြည်နယ်မှာလည်းအထူးသတိထားဖို့လိုပါတယ်ကျွန်တော်ဒီကနေ့လေတိုက်ခတ်မှုကိုနောက်ထပ်24နာရီကိုလှမ်းပြီးတော့ခန့်မှန်းကြည့်ခဲ့ခါမှာဆိုလို့ရှိရင်လေဆိုင်ခွဲဟာဆက်လက်တင်ရှိနေရင်9ရက်နေ့မှာတော့အပူပိုင်းမုန်တိုင်းဖြစ်ကိုစတင်ပြောင်းလဲသွားတာတွေ့ရှိရမှာဖြစ်ပါတယ်လာမယ့်26ရက်နေ့မှာအဲ့ဒီလေဆိုင်ခွဲလာမေပြီးတော့မုန်တိုင်းအတွင်းစတင်ကူးပြောင်းတာကိုကိုနဲ့မြမပြည်လေမှာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွေ့ချက်ပါတယ်အင်မတန်မှအားကောင်းတဲ့မုန်တိုင်းအတွင်းဖြစ်လာတဲ့ချနေရက်နေ့မှာရောက်ရှိတော့ကိုပိတ်သုံးမျိုးလဲပလဲရနာမှာဗဟိုပြူတာတွေ့ရမှာဖြစ်ပါတယ်မြန်မာကယူရန်ချောင်းမှာမုန်တိုင်းတွင်စတင်ကူးပြောင်းတဲ့တစ်ချိန်တည်းမှာပဲတောင်တရုတ်ပင်လယ်နဲ့ဖိလစ်ပိုင်အနောက်ဘက်မှာလည်းနေဆိုင်ခွဲကနေပြီးတော့မုန်တိုင်းတရနယ်တွေစတင်ဖြစ်လာမယ်လို့ကျွန်တော်တို့ခန့်မှန်းပါတယ်။ရှေ့ရက်နေ့ရောက်တဲ့အခါမှာတော့ပင်လာပင်လယ်ထဲမှာဖြစ်လာမဲ့မုန်တိုင်းဟာပိုမိုအားကောင်းလာပြီးတော့မြန်မာပြည်မြောက်ပိုင်းပြန်တိုင်းဒေသမှာလေတိုက်ခိုက်မှုတွေပြင်းထန်လာနိုင်တဲ့အနေအရှိတာကိုကျွန်တော်တို့စတင်လေ့လာခန့်သွဲရှိတာပါတယ်။30မှာတော့မုန်တိုင်းဟာမြန်မာပြည်ကယူရန်ချောင်းမှာပြင်းထန်တဲ့လေစီးကြောင်းတွေဆက်လက်တိုက်ခိုက်နေပြီးတော့ကျွန်တော်တို့ကဥခန့်မှန်းချက်တွေရအိန္ဒိယကိုသွားမယ်လို့ခန့်မှန်းရပေမဲ့လည်းမြန်မာပြည်ကယူနန်ကိုဘယ်လိုတက်ရောက်မယ်ဆိုတာကျွန်တော်တို့ဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ဒါကမုံတိုင်းထိလာမဲ့လေးစီးကြောင်းရဲ့သွားနိုင်တဲ့လာရကိုတွက်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့အပူဝေးဖလှယ်နေရမှာရဒီကနေ့ခန့်မှန်းချက်တွေရတွက်မယ်ဆိုလို့ရှိရင်25 20ရက်24ရက်22ရက်မှာဆိုလို့ရှိရင်တော့ကပလီပင်လယ်ကနေဖြတ်ပြီးတော့မုံတိုင်းဟာမြောက်ဘက်ကိုစတင်ပြီးတော့ဥတီတာတွေ့ရပြီးတော့28ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အလဲပိုင်းနဲ့ရောက်ပြီးတော့29-30မှာတော့အိန္ဒိယကယူနန်ကိုသွားမယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်ဒီကနေ့3ရက်နေ့မှာဆိုလို့ရှိရင်တော့ဟာရိုက်ကိုပဟိုးပြီးတော့မိုးရီတက်တဲ့မဲရွာသုံးတယ်လို့ပဲမြန်မာပြည်ထက်ကချင်ပြည်နယ်အထက်နဲ့စခိုင်းတဲ့အထက်ပိုင်းမှာမိုးရွာနေပါတယ်အဲ့ဒီရွာတဲ့မိုးရီထဲမှာရေခဲမိုးရွာနေလို့ထူးသတိထားဖို့လိုပါတယ်24ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်တောင်ဘက်ကရန်နန်နီသားတွေမှာစတင်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်ဒါကတော့25ရက်နေ့အနေအထားမှာဆိုလို့ရှိရင်လက်ဆက်လိုက်ပြီးတော့ဒေသမှာမိုးများနေမှာဖြစ်ပါတယ်26ရက်နေ့ဒေသမှာတော့လေဆိုင်ရဲ့အားကောင်းလာမှုကြောင့်မလို့ကိုနဲ့မြမပင်လယ်မှာမိုးတိရွာသုံးနိုင်တဲ့အတွက်ပင်လယ်လုံသမားများအတွက်အတိပေးတတိပေးလိုက်ကြပါထို့အတူဒေသမှာလည်းဆက်လက်ပြီးတော့အမိုးရွာမှဖြစ်ပါတယ်9ရက်နေ့ရောက်တဲ့ခါမှာတော့ကျွန်တော်တို့ရခိုင်ပြည်နယ်အောက်ပိုင်း ARV တိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားမိုးရွာပြီးတော့ချို့နေရာတွေမှာမိုးကြီးနိုင်ပါတယ်28ရက်နေ့ရောက်တဲ့ခါမှာတော့ ARV တိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမှာနေရာကွက်ကြားပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အခြေအနေတွေထူးခြားရင်အနေရရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့အတိပေးမှာဖြစ်ပါတယ်